အားလုံးပဲမင်္ဂလာပါကျွန်တော်ပြောပြပေးမှာကဒီစာအုပ်လေးကြောင့်ပေါ့ဝယ်သူတွေကိုပြောအောင်ရောင်းပါဆိုတဲ့စာအုပ်လေးကိုအောင်ကိုဦးရေးထားတဲ့စာအုပ်လေးဒီစာအုပ်လေးကကျွန်တော်ကိုပြောပြပေးတာက review လုပ်တယ်ဆိုတာကကျွန်တော်ဖတ်လို့တော်တော်လေးကျွန်တော်အတွက်တော်တော်လေးအသုံးဝင်တဲ့စာအုပ်လေးလို့ဖြစ်သွားတဲ့အတွက်ကျွန်တော် sharing ပြန်လုပ်ပေးတာပေါ့ဘယ်လိုလူမျိုးတွေဒီစာအုပ်ကိုစောင့်ထားတင်လဲဆိုရင်ကိုပိုင်လုပ်ငန်းလုပ်တဲ့လူတွေကိုမှစာပြီးတော့လုပ်တဲ့လူတွေပဲဖြစ်ဖြစ်ကျွန်တော်တို့ပို့ပြီးတော့ကိုယ့်ရဲ့ဆိုင်ကရောင်းအားကိုပို့ပြီးတက်ချင်တဲ့လူပဲဖြစ်ဖြစ်ဒီစာအုပ်လေးကတော်တော်မိုက်တယ်မားကတင်းသမားတွေပြီးတော့စိတ်ရောင်းတဲ့လူတွေကျွန်တော်ဒီစာအုပ်လေးကိုဖတ်ပြီးကျွန်တော်ဝန်ထမ်းတွေကိုဒီထဲမှာပါတဲ့အချက်လက်လေးတွေတချို့ကိုကျွန်တော်ပြောပြပြီးတော့ကျွန်တော်ဘယ်လိုလုပ်ဆိုတာပြီးကျွန်တော်ဒီဟာလေးကိုကျွန်တော်လုပ်ကြည့်တာပေါ့လိုက်ပြီးလုပ်ကြည့်တဲ့အခါမှာဘာဖြစ်လာလဲဆိုကျွန်တော်လုပ်ငန်းကအရင်အထက်ပို့ပြီးတော့ရောင်းအားလေးတွက်လာတယ်လို့ပြောရမယ်ပေါ့ကျွန်တော်ဒီစာအုပ်လေးကကျွန်တော်ဖတ်လို့ပြီးသွားတယ်ပေါ့ဗျာပြီးသွားတဲ့အတွက်ကျွန်တော်ဒီစာအုပ်ကလေးကိုကျွန်တော်ညီကိုတွေမောင်နှမတွေအကိုတွေမတွေအားလုံးလုပ်နေတဲ့ကိုယ်ပိုင်လုပ်ငန်းလုပ်တဲ့လူပဲဖြစ်ဖြစ်ဒီရောင်းဝန်ထမ်းလုပ်နေပဲဘယ်လိုပဲဖြစ်ဖြစ်ဒီ marketing နဲ့ပတ်သက်ပြီးတော့ဒီစာအုပ်လေးမိုက်ဒီစာအုပ်ထဲမှာဆိုတချို့ချက်လက်လေးတော်တော်မိုက်တယ်ဗျကျွန်တော်ဘယ်လိုလူမျိုးရောင်းမှာလို့လုပ်ငန်းမှာဒီ 4P ဆိုတာပါလေမျိုးပဲတော်တော်လေးမိုက်တယ်ဝယ်ဖတ်ကြည့်ပါတော်တော်အဆင်ပြေတယ်ဒီစာအုပ်လေးကိုကျွန်တော်ညွှန်းပါတယ်အားလုံးပဲအောင်မြင်ကြပါစေ